ဒါလေးကတော့ဖတ်ထူးလေးပေါ့နော်ဖတ်ထူးနော်ဒီခွေးတကနဲ့လှုပ်ရှုပ်ပါတယ်ငါလာမကောက်ပါဆိုတော့ငါ့ကိုလာကငါဒီမှာလာကြနေရနေဦးကွာကိုထိသေးရောဟာငါလာကြနေရမတက်နိုင်ဒီမှာတရားစိတ်ကကဲပေးမှလားပေါ့ရှိတယ်မမရှိတယ်ဘာမှမရှိမကဲပေးဘူးအဲ့လိုမျိုးလားဘယ်နည်းရှိလို့ပဲနေတော့တယ်လဲနော်ဘယ်နည်းမရှိမကဲပေးဘူးမဒီမဲ့အမဦးပဲယူဘယ်နည်းမရှိမအောင်မပေးဘယ်နည်းနဲ့တော့ခဲ့ရမှာမရှိဟိုဒီမှာအဖေဦးတော့မရှိဟာဒီမှာတက်နေနေတာတော့တယ်ယူကတော့တောင်းမကဲပေးဘူးပေါ့ကဲလေသူကအဲ့ဒါကြောင့်စားကြရလို့လာကြနေတယ်ဟာဒီခေတ်ဖြစ်နေတာလို့ရအောင်ဘယ်လိုလဲမကြောက်ဘူးမကြည့်တွေ့ဘူးမောင်အဲ့မကြည့်တွေ့ရတယ်မလည်းတွေ့ရလေလာတွေ့ရမယ်ဒီမှာတန်းနေပါတယ်မမရတဲ့ကနေတက်ရလားကားဆောင်းကြည့်တော့ကဲအမြဲပြည့်နေရတယ်ခါရတယ်ထမောင်ကလေးကိုဒီအိတ်ထဲခံတယ်ပဒီကလည်းကလေးကိုဘဒူးထက်ကဲရပြီးရောမလားဒါလေးဆမ်းမတနေလို့ဒီမှာစကားပြရတဲ့စိတ်တော့ပြည့်အေးပါသွားပြီမဆောဒါတော့ပါဟန်ကောင်ရလေးဟိုးပြည့်လားဒါလည်းပြည့်တယ်ထားဒီတော့အဲ့ဒါတော့မှကျန်ဒီလည်းထားခဲ့မလားခါလေးပဲဖြစ်ဘေဘီထားကြနေတာဟန်ကောင်ကြီးရေဟာကိုင်းလာခဲ့ရေဟာကိုင်းလာခဲ့ဝါကျေးဇူးတင်လာတာကျေးဇူးတင်နေလို့ဟန်ကောင်ကြီးကျမအိမ်မှာလည်းကြပိန်နဲ့ပြည့်နေပြီမကချိုးလို့ဒီနော်ငါတို့အခန်းဆောင်ပြောင်းပေးလိုက်ရတယ်နော်အိုင်နာဘလာဝါတာဟန်ဆိုင်လာမသိအမောင်ရဲ့တရားစကြပါရဲ့နော်ချက်တော့ဖွင့်တရားဟာကကြီးလာကြတယ်ပေါ့ဟာကကြီးမှာဘယ်နဲ့ဒီပေါ်လာလဲဒီမှာတရားမယ်ဒီမှာတေးပြီးဟာရှိရတာတော့မအဲ့ဒါလောကြီးအေးမြက်လားမဟုတ်ဒီလားလောက်ဟာလာလာလို့ချက်မခဏမြေစရာဖြစ်နေတယ်ဖန်ကာကြီးရဟိုမှာဟဲ့မတော်ဒီလာတဲ့မပဲတဲ့စားရထားလားဒီမောဘကြီးအေးဒီလာပြီဆိုလာမယ်တော့တော့မခဏဒီဘာဖြစ်လဲOh my god ဒီချက်ကြီးတဲ့ဘာရလဲမသိပါဘူးဘ
ရမလဲမသိဟောပြီဟုတ်ဘူးလားဘာရမလဲတိုက်တပါကြီးလေတော့အဲ့ဒါရပါကြီးလေတီးရလူရှိပြောပြအောင်ကျွန်တော်မသိလို့ဟိုမှာမြင်ရလားမြင်လားဟိုရှိကျွန်တော်ကြားလို့မသွားတော့ဟာကာကြီးတော့တပိတ်ရကားပေါ့ဟာကာကြီးပဲအာကုန်ဟာကာကြီးတော့တကယ်ကြီးလက်ခတ်ပါတယ်အဲ့လိုခဲရတယ်အဲ့လိုဖွင့်အောင်ငါမစားရရငါ့ဘယ်လိုစားတယ်မဆိုရှင်လောက်တာရလို့ပြောတာနော်ရှင်အငင်းရောမရှိလို့ရှာမလေးဖွက်ပြီကျမဒီဦးလူမရလို့လာခဲ့အောင်ငါမှတဲရှိတာတဲလီစားတရားမှာဆိုစားလို့အမေစားရတယ်ကွဒါကလည်းလောက်တာအဲ့ဒါတော့မနေ့ကပါစားမစားပြီးတော့တကယ်မလာတာခါမှာလို့လို့ Let's go ဒီကောင်ရသမားတွေလည်းပါတယ်လေဘယ်လိုခုမှတည်းဟာကျမအဲ့လိုမျိုးဖြစ်ပြီးတော့အဲ့ဒါဘာဖြစ်တော့လဲသိရကောင်းမောင်မှာပြောခဲ့ပေးကြအောင်နော်ဘာဖြစ်တော့မသိဘူးဒီနေ့ကလာတက်ခါပါဆိုတော့ဟန်ကိုင်းနဲ့လည်းတော့တည်တယ်ဒါမှဒီနေ့လာတက်ခါမှာဆိုတော့ဒီနားမှာပုံနေလာတော့နဲ့ပေလဲမတနာဘူးဟန်ကိုင်းရဲ့ဟန်ကိုင်းရောဟန်ကိုင်းထောက်ရတော့ဒီနေ့ဖေကဒီလာပါပဲတတ်တာပါ